ပိုက်ဆံတွေတန်းချီရှိနေပြီမဲ့အမေအမေရေးတစ်ဆက်ကိုမတုတ်ပေးနိုင်ရင်မင်းဟာတကယ်တော့ရှုံးနေသူပဲအောင်သူဟာမြို့ပြတဲ့ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်တယောက်အဖြစ်အောင်မြင်နေသူပါဟယ်လိုအမေလားကျွန်တော်အခုအရေးကြီးတဲ့အစည်းအဝေးတွားရတော့မယ်နောက်မှခေါ်မယ်နော်အေးပါသားရဲ့အမေကသားအတန်လေးကြားချင်လို့နေကောင်းရဲ့လားကောင်းပါတယ်မေယာကျွန်တော်ပိုက်ဆံ90သိန်းထပ်လွှဲထားတယ်လိုတာဝယ်သုံးပါအမေကလည်းကျွန်တော်ကအမေရဲ့အတွက်အလုပ်လုပ်နေတာလေချမ်းချမ်းသာသာနေအောင်လို့အောင်သူဟာဖုံးချလိုက်ပြီးသူရဲ့ဇိမ်ခံကားကြီးပေါ်တက်လိုက်ပါတယ်ဟေးအောင်သူမင်းကြည့်ရတာအရင်ပင်ပန်းနေတယ်လို့ပဲအနားယူမှာပေါ့မနားနိုင်သေးဘူးတကယ်ချင်းဒီ project အောင်မြင်ငါဘဝက trip ဆုံးရောက်သေးအောင်မြင်မှုနောက်ကိုတောက်လျှောက်လိုက်နေရင်အင်ကဖုန်းတွေကိုသူလစ်ရှူလာခဲ့ရင်ဒီနေ့မှာတော့ရွာကဖုန်းတကူဝင်လာခဲ့ပါတယ်အောင်သူမင်းမေနေမကောင်းလို့စေုံတင်ထားရတယ်တဲ့အချင်းနေမကောင်းဘူးပြောတယ်ဘာပြောလိုက်တယ်အမေကနေကောင်းတယ်ဆိုအောင်သူဟာအရာအလုံးကိုဖိချပြီးရွာကိုချက်ချင်းပြန်ခဲ့ပါတယ်သူရောက်သွားတဲ့အချိန်မှာတော့အမေဟာအောက်ဆီဂျင်ပိုက်တွေနဲ့အားနဲ့စွာအိပ်ပျော်နေပါတယ်အတန်တူတူဖေတားလေးတားပြန်လာပြီလားအမေသားကိုစောင့်နေလားအမေဘာလို့ဖုန်းထဲမှာဘာမှမပြောခဲ့တာလဲတာတောင်းပန်ပါတယ်မေရဲ့တာအလုပ်တွေပြတ်မှာစိုးလို့တာအောင်မြင်နေတော့ကိုမြင်ရတာနဲ့တဲ့အမေကကျင်တတ်ပါပြီမဟုတ်ဘူးအမေတာမားခဲ့တယ်အမေမရှိရင်ဒီအောင်မြင်မှုတွေကဘာတည်းပဲမှမရှိဘူးအောင်သူဟာအမေရဲ့ကြမ်းတမ်းနေတဲ့လက်ကလေးကိုကိုင်းပြီးရှိုက်ကြီးတငင်ကိုကျွေးနေပါတယ်မငိုပါနဲ့တားရဲ့တားအမေနာမှာရှိနေပေတာအမေတဲ့အကြီးမဆုံးဆူလက်ပဲအဲ့ဒီနေ့ကစပြီးအောင်သူရဲ့အသွဲခေါ်တွေပြောင်းလဲသွားခဲ့ပါတယ်သူငယ်ချင်းငါအလုပ်တွေရှော့တော့မယ်အမေကိုပြုစုဖို့အချိန်ဖူဖေးရမယ်အမေရဲ့အပြုံးထက်တန်ဖိုးရှိတာဘာမှမရှိတော့ဘူးဒါကမှတကယ်အောင်မြင်မှုပဲအောင်သူဟာအမေကိုမြို့ကိုခေါ်လာပြီးကိုယ်တိုင်ပြုစုဆောင်ရှောက်ခဲ့ပါတယ်အရန်ကောင်းတာပဲတာရဲ့အမေဒီနေ့မှတကယ်သမီးမြင်တော့တယ်အမေရဲ့မျက်နှာမှာမြင်ရတဲ့ကြည်နူးမှုဟာအောင်သူ့အတွက်ကိုရီကိုရာတန်နဲ့အောင်မြင်မှုပါအမေတားအမေကိုဖျားဖူးလိုက်ပို့မယ်နော်အမေတားချင်တဲ့နေရာအကုန်လိုက်ပို့မယ်အေးပါတားရဲ့တားလီလိုလိမ့်မာတဲ့တားမျိုးရတာအမေကန်ကောင်းလိုက်တာအောင်မြင်မှုဆိုတာယာဒူးအာနာနဲ့ပိုက်ဆံတွေတင်မဟုတ်ပါဘူးကိုရှိနေတဲ့အချိန်မှာမိဘကိုစိတ်ချမ်းသာအောင်ထားနိုင်ခြင်းဟာအကြီးမားဆုံးအောင်မြင်မှုပါကျွန်တော်အရင်ကအောင်မြင်မှုဆိုတာကိုအတိပယ်လွဲခဲ့တယ်အခုမှစစ်မှန်တာကိုတွေ့ပြီးလောကမှာမိဘထက်တန်ဖိုးရှိတာဘာမှမရှိပါဘူးလူတိုင်းကိုပြောချင်တာကမိဘတွေမရှိတော့မှနောင်တမရကြပါနဲ့ဒါလေးစိတ်ချမ်းသာနေတာမီနေအမေကလေးစိတ်ချမ်းသာပါတယ်စစ်မှန်တဲ့ချမ်းသာမှုဆိုတာမိဘရဲ့မေတ္တာကိုရယူနိုင်ခြင်းပဲဖြစ်ပါတယ်အမေတားကိုအမြဲခွင့်လွှတ်ပေးလို့ကျေးဇူးတင်ပါတယ်ခမနောင်တမရခင်မှာတင်မိဘတွေကိုအချိန်ပေးပါအမေလက်ကိုစော့ကင်ထားနိုင်ခြင်းဟာကဘာကိုပိုင်ဆိုင်ရတယ်လို့ပါပဲမိဘကိုစိတ်ချမ်းသာအောင်ထားနိုင်တဲ့သားသမီးကတကယ်အောင်မြင်တဲ့သူပဲ